မြန်မာနိုင်ငံတွေကလူသူအရောက်အပေါက်နေပြီးတာမန်ထက်ထူးခြားစမ်းကြင်နေတဲ့နေရာတွေကိုစူးစီးတင်ဆက်လာခဲ့တာဟာအပိုင်း၃ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒီပိုင်းမှာလည်းလူသိနေပြီးထင်ရှားတဲ့နေရာတချို့ကိုအချက်လက်တွေနဲ့ထည့်သွင်းတင်ဆက်ထားတာကြောင့်အစုံထိကြည့်ရှုပေးကြပါအောင်ရှင်။ပကံနန်းတော်မြို့ရဲ့လှုပ်ဝက်ချက်များပကံကိုလာရောက်လေပတ်သူအများစုဟာနမဲကြီးဖျားတွေကိုတွားရောက်ဖူးမြော်ကြတာကများပြီးရှေးဟောင်းသမိုင်းဝင်စိုက်နေရာတွေကိုတော့တွားရောက်လေ့လာသူရှားပါကြပါတယ်။အခုဖော်ပြပေးသွားမှာကတော့လူသိမ့်မသိသေးတဲ့ပကံနန်းတော်မြို့နေရာဟောင်းဖြစ်ပြီးဒါနဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်တွေကိုလည်းထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ပကံအင်ပါယာရဲ့နောက်ဆုံးနန်းတော်လို့ဆိုရမယ်။ပြင်များမင်းလက်ထက်ကတည်းကစတင်တည်ဆောက်ခဲ့ပြီးအနော်ရထမင်းနဲ့ပကံမင်းဆက်တွေအနေနဲ့စောလူမင်းကျက်စစ်သားမင်းအလောင်းစီသူမင်းနေရသူမင်းနရသိန်ကမင်းနရပတိစီသူမင်းထီလိုမင်းလိုမင်းကြစွာမင်းဥဇနာမင်းနရတိယပတိမင်းကြော်စွာမင်းစောနေမင်းနဲ့စောမော်နေမင်းစတဲ့မင်းဆက်73ဇက်တိုင်းအသုံးပြုခဲ့တဲ့နန်းတော်လည်းဖြစ်ပါတယ်အသုံးပြုခဲ့ကြတဲ့ပကံနန်းတော်ရဟာနန်းတော်ရအတွင်းဘလို့ပဲပုံစံအမျိုးမျိုးပြောင်းလဲတိဆောက်ခဲ့ကြပေမဲ့လည်းနန်းတော်ရကိုလုံခြုံစေဖို့အတွက်နန်းမြို့ရိုးကိုတိဆောက်ခဲ့ရမှာမြို့ကွက်ပုံစံနဲ့နေနမိတ်သတ်မှတ်ချက်တွေထပ်မံတိုးချဲ့မှုရှိခဲ့ပုံမရပါဘူး။ဒါပေမဲ့လည်းအချို့သောဝင်းပေါက်တကားတွေကိုတော့များစွာပြုပြင်ပြောင်းလဲခဲ့တယ်လို့အခုခေတ်တွေ့ရှိရတဲ့လူပုဂ္ဂိုလ်တဦးတယောက်စာလောက်ပဲဝင်နိုင်ထွက်နိုင်တဲ့ဝင်းပေါက်ငယ်တစ်ပေါက်ပါရှိတဲ့တကားပေါက်ကတက်သေးပဲဖြစ်နေပါတော့တယ်။လိလာတွေ့ရှိချက်တွေအရအဆိုပါတကားပေါက်ဟာပြင်များမင်းနန်းတော်စတင်တိဆောက်ခဲ့စဉ်အခါကတကားပေါက်ပုံစံဖြစ်ဟန်မရှိပါဘူး။ရခင်လှမ်းရင်တွေဝင်နိုင်တဲ့မူလတကားပေါက်ကိုပြန်လည်ပြုပြင်ထားပုံရပါတယ်။အုပ်စီအုံနှင်းများကွဲပြားမှုနဲ့မူလတကားပေါက်ရဲ့အရှိမျက်နှာစာတဲတဲမှအဆောက်အုံတစ်ခုပိတ်ကာပြီးအဲ့ဒီအဆောက်အုံရဲ့ဘေးဘက်မှာလူတယောက်ဝင်စာအပေါက်ကိုဖောက်ပြီးပြန်လည်ပြုပြင်ထားတယ်လို့တွေ့ရှိရပါတယ်။အဆိုပါအပေါက်ရဲ့လက်ရဘက်အတွင်းဘက်မှာအခန်းငယ်တွေပါဝင်တဲ့အဆောက်အုံတွေကိုထပ်မံတွေ့ရှိရပြန်ရာနန်းတော်ရအတွင်းအဆောက်အုံတွေပြုပြင်ပြောင်းလဲမှုနဲ့အတူလုံခြုံရေးဆိုင်ရာအဆင့်အတန်းလိုက်တကားပေါက်တွေနဲ့ဆက်နွယ်လျက်ရှိတဲ့နေရာတွေကိုအထူးပြောင်းလဲခဲ့ပုံရပါတယ်။အခုတွေ့ရှိရတဲ့မူလဝင်ပေါက်အကျယ်မှာ14ပေခန့်ရှိပြီးတရပါတကားပေါက်အကျယ်လောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ထပ်ပြုပြင်တိဆောက်ခဲ့တဲ့လူတယောက်ဝင်နိုင်ရုံလောက်အပေါက်မှာအကျယ်2ပေအမြင့်6ပေခွဲရှိပြီးအုပ်ရိုးတူမှာ4ပေခွဲခန့်ရှိကြောင်းလေ့လာတွေ့ရှိရပါတယ်။မူလတကားပေါက်လက်တံအကွေနဲ့ထပ်မံပြုပြင်ထားတဲ့အုပ်ရိုးတွေကိုတိဆက်ထားကြောင်းလည်းတွေ့ရှိရပါတယ်။၎င်းပေါက်ရဲ့မြောက်ဘက်ပေတရာကျော်ခန့်အကွာမှာကျုံအတွင်းကိုဖြတ်ထိုးထားတဲ့အုပ်ရိုးတန်းတစ်ခုကမြေပေါ်ကိုထင်ရှားစွာထွက်ပေါ်နေရကြောင်းမူလကျုံကိုဖြတ်တန်းနိုင်တဲ့တရားဟောင်းရဲ့အောက်ခြေအုပ်ပနက်လည်းဖြစ်နိုင်ပါတယ်။ဒီလိုပုံစံမျိုးကိုတရပါတကားပေါက်ရဲ့တောင်ဘက်မှာလည်းတိဆောက်ထားတယ်လို့သိရှိရပါတယ်။ပကံနန်းတော်ရဲ့နန်းတော်မျိုးရိုးတလျှောက်မှာအခုလိုထပ်မံပြုပြင်ခဲ့တဲ့အထောက်အထားများစွာကျန်ရှိနေပေမဲ့လည်းဘယ်သူမှတိတိကျကျစာတစောင်ပေတဖွဲ့ရေးခဲ့ကြောင်းလက်တွေ့ကြတဲ့သူတေသနာပြုခဲ့ကြောင်းကိုရှာဖွေမတွေ့ရှိရသေးပါဘူး။အခုလိုတွေ့ရှိမှုကိုအချို့ကလည်းဒါအရင်နှုန်းကလေးကရှိရပါပဲ။ဘာများထူးဆန်းသလဲစသဖြင့်ပေါ့ပါတွေးခေါ်ကြပါလိမ့်မယ်။ဒါပေမဲ့လည်းပကံခေရဲ့နောက်ဆုံးနန်းတော်မျိုးရိုးဟာလှုပ်ချက်ပေါင်းများစွာကျန်နေသေးပြီးလူမသိသူမသိလူသူအရောက်ပေါက်နေပါနေတာကြောင့်ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။တိုင်းတစ်ပါးကျူးကျော်မှုကိုအပြင်းထန်ခုခံခဲ့တဲ့မင်းလခံတပ်တချိန်ကအင်္ဂလိပ်တပ်တွေရဲ့ကျူးကျော်မှုကိုအပြင်းထန်ခုခံခဲ့တဲ့ခံတပ်တွေထဲမှာမင်းလခံတပ်ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒေသခံတွေကလွဲလို့လူသူအရောက်ပေါက်နေတဲ့နမဲကြီးခံတပ်တစ်ခုအကြောင်းကိုလည်းထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။မင်းလခံတပ်ဟာမင်းလာမြို့ AR မြေကမ်းထိပ်မှာတည်ရှိပြီး၄တောက်စတူရန်တန်ဆင်ရှိပါတယ်။မင်းလာခံတပ်ဟာမြေကြီးပေါ်မှာတိဆောက်ထားတဲ့ခံတပ်ဖြစ်ပြီးမြေတစ်ဖက်ကမ်းမှာရှိတဲ့ဂွေးချောင်းခံတပ်မှာမြေရင်းခံတပ်ဖြစ်ပါတယ်။ဒီခံတပ်နှစ်ခုစလုံးကိုတက္ကရာ1222ခုနှစ်မှာစတင်တည်ဆောက်ပြီး1225ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ဆောက်လုပ်ရမှာပြင်သစ်အင်ဂျင်နီယာတဦးနဲ့အီတလီအင်ဂျင်နီယာတဦးတို့ကမြန်မာစစ်ဘက်အင်ဂျင်နီယာတွေနဲ့ပူးပေါင်းတည်ဆောက်ခဲ့ကြပါတယ်။မင်းလာခံတပ်တိဆောက်ရာမှာလိုတဲ့အုပ်တွေကိုမင်းလာမြို့တောင်ဘက်အင်းပြားဆိုတဲ့နေရာနဲ့မင်းလာမြို့အနောက်တောင်ဘက်ကပ်ပြီးတည်ရှိနေတဲ့လက်လံရွာကလေးအနီးမှာရှိတဲ့နေရာတွေမှာအုပ်ဖို့လုပ်ခဲ့ကြရာဒီနေ့အချိန်အထိအင်ဂျီတပ်ပွဲဖြစ်နေပြီးလက်ရရှေးအုပ်ချက်အချို့ကိုတွေ့ရပါသေးတယ်။အင်္ဂရိခင်မို့တဲကုံမင်းလာအထက်ရှိမြင်းကြကြောင်ကပောင်မှတဲယူပေးကြရကြောင်းမင်းလာခံတပ်တိဆောက်ရာမှာဖော်ဆက်ခဲ့တဲ့အင်္ဂရိမှာထုံတဲရေထညက်
အုံတုံကျွဲကုံများကိုရောဆက်ပြီးမောင်းစင်မှာထည့်ထောင်းပါတယ်။အဲဒီနောက်နေရံမှာပြစ်ကြည့်ကြောင်းပြစ်လို့ကွာမကြပဲကက်နေမှာအင်္ဂလိပ်အဖြစ်အသုံးပြုကြောင်းဆိုပါတယ်။ခံတက်အတွင်းတောင်ဘက်နဲ့မြောက်ဘက်နေရံများမှခံတက်အပေါ်ဇင်းကြံပေါ်ကိုတက်တဲ့အုတ်လေက2ဆင်းရှိပါတယ်။အရှိဘက်မျက်နှာကနေရံကတော့အတော်လေးပြိုကျပျက်စီးနေပြီးလူသားဇင်းကြံများသာကျန်ရှိပါတော့တယ်။ခံတက်အပေါ်တက်ဇင်းကြံမှဇင်းကြံအုတ်ရိုးပေါ်ကိုတက်ရာလှေကားတွေကလည်းတောက်တိုင်းမှာရှိပြီးအဲ့ဒီအုပ်ရိုးပေါ်မှာကင်းဆောက်စစ်သားတွေရဲ့နေရာတွေနဲ့အလံတိုင်းရှိပါတယ်။ခံတက်ပြီးစီကနေကနောင်မင်းသားနဲ့ပြင်သစ်စစ်ဘက်အရာရှိတို့ကြီးကြပ်တင်ကြားပေးခဲ့တဲ့တပ်မတော်မှတပ်ခွဲချုပ်ဟာနေကြားကင်းတက်ခွဲများအဖြစ်ခံတက်ကိုရောက်ရှိတာဝန်ယူခဲ့ပါတယ်။မင်းလာခံတက်မှာအဝေးပြစ်အမြောက်များထားရှိပြီးခံတက်နှစ်ခုစလုံးကိုတိစောက်တဲ့အတွက်ဒေါင်းတင်းကကြက်ပြားရည်ငွေတော်9သိန်းကျော်ကုန်ကျခဲ့တယ်လို့သိရပါတယ်။1948ခုနှစ်တစောင်းမုံလဆန်း8ရက်နေ့မှာတော့ဗိုလ်ချုပ်ပရင်တာကက်ကြီးမှုတဲ့အင်္ဂလိပ်တပ်တွေဟာစစ်သည်မော်တွေနဲ့စစ်ပါဝဲမျိုးအောက်ဘက်12မိုင်ကွာမှာရှိတဲ့အင်္ဂလိပ်မြန်မာနယ်ကြားဖြစ်တဲ့ဒဂုံမော်ကြောက်တိုင်ကိုဖျက်ကျော်ဝင်ရောက်လာပါတယ်။မြန်မာတို့ကအခြားနေရာတွေမှာပျော့ပလောက်အောင်အင်္ဂလိပ်တွေကိုမခုခံခဲ့ပေမဲ့လည်းမင်းလာခံတပ်မှာတော့မြန်မာတို့ကအတော်ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့ပါတယ်။မင်းလာခံတပ်နဲ့ဓားလွယ်ခုံမြစ်တစ်ဖက်ကမ်းရှိဂွေးချောင်းခံတပ်မှလည်းခုခံတိုက်ခိုက်ခဲ့ပါတယ်။အင်္ဂလိပ်တို့ဘက်မှကြာဆုံးသွားတဲ့စစ်ဗိုလ်ရဲ့ကိုဒီနေ့အချိန်ထိမင်းလာမှာတွေ့ရှိရပါတယ်။မင်းလာခံတပ်ကိုအင်္ဂလိပ်တို့က1904ခုနှစ်မှာဈေးအဖြစ်အသုံးပြုခဲ့ပါတယ်။တချိန်ကတိုင်းတစ်ပါးရဲ့ကြီးကျော်မှုကိုအပြင်းထန်ခုခံခဲ့တဲ့ဒီနေရာတွေကိုအခအခွင့်သိရင်တွားရောက်လဲပတ်တင်ပါတယ်။ကြောက်ခေလူသားတွေနေထိုင်ခဲ့တဲ့မြန်မာနိုင်ငံရဲ့အကြီးဆုံးကူမြန်မာနိုင်ငံထဲမှာတူဇန်ပေးလူအယောက်ပေါက်နေတဲ့နေရာတွေကိုဖော်ပြရရင်ပြဒေလင်းကူဟာလည်းမဖြစ်မနေထည့်သွင်းဖော်ပြတဲ့နေရာတစ်ခုဖြစ်ပါတယ်။ပြဒေလင်းကူဟာလွန်ခဲ့တဲ့နှစ်ပေါင်း13000ခန့်ကကြောက်ခေလူသားတွေအခြေချနေထိုင်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။သူတို့ရေးဆွဲခဲ့တဲ့ဂုဏယံစေးရေးပကြီးတွေကအချို့ကိုအခုတည်းထိတွေ့နိုင်ပြီးအထူးရှားပါတဲ့လက်ရာတွေလို့သိရပါတယ်။ကြောက်ခေကလူတွေဟာကိုယ်ထဲမှာအစင်ဆက်မပြတ်မီးဖို့ပြီးနေခဲ့ကြလို့ပြတုဟာ၄ပေအထိကျန်ရစ်ခဲ့ပါတယ်။ဒီပြတုအရာခံမှန်းလိုက်ရင်ဒီခုအတွင်းမှာကြောက်ခဲ့လူတွေဟာအရင်အနှစ်2200ကနေအနှစ်11000အထိစုစုပေါင်းနှစ်ပေါင်း1000ကျော်နေခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်။အမိုက်ဆွနဲ့ကျင်းတွေကမီးသွေးအယိုးနဲ့ခရုကုန်တွေကိုရေဒီယိုကာဗွန်နီနဲ့ဓာတ်ခွဲစစ်ဆေးတဲ့အခါအရင်အနှစ်11000ကနေအရင်အနှစ်6500အတွင်းနေထိုင်ခဲ့သူတွေဆွန့်ပစ်ခဲ့တဲ့အမိုက်တွေဖြစ်တယ်လို့သိရပါတယ်။ဗဒေလင်းကူကိုသွားတဲ့လန်ကီဟာတကိတ်ကိုကြမ်းတမ်းပြီးတာမန်ကားဝင်လို့မရတဲ့အတွက်4 wheels လို့ကားတွေနဲ့သာသွားလို့ရပါတယ်။မိုးရသည်ဆိုရင်လမ်းပိုဆိုတဲ့အတွက်သွားလို့မရပဲစောင်းနဲ့နွေရာသီလောက်ပဲအဆင်ပြေတယ်လို့သိရပါတယ်။ဗဒေလင်းကူကို1962ခုနှစ်မှာစတင်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ယဉ်ကျေးမှုဝန်ကြီးဌာနက1969မှာတစ်ကြိမ်2009မှာတစ်ကြိမ်စုစုပေါင်း2ကြိမ်သူ့ဖော်သူတေသနပြုလုပ်ခဲ့ပြီးပါပြီ။1969ဇန်နဝါရီလမှာသူ့ဖော်သူတေသနပြုချက်အရကြောက်ခဲလက်နဲ့အကောင်းနဲ့အကျိုးစုစုပေါင်း1600ကျော်နဲ့တရိษံအယိုးအပိုင်းစတွေမိသွေမြင်းဒီကဲအယိုးအိုးချမ်းပဲ့တွေကိုသူ့ဖော်တွေ့ရှိခဲ့ပါတယ်။အဲဒီအပြင်ဂူတွင်းမှာရှောက်ဖွေသူ့ဖော်တွေ့ရှိခဲ့တဲ့အယိုးအပိုင်းစတွေကို1981အောက်တိုဘာလမှာကာဗွန်14နီးစဉ်အရဆက်သက်နိုင်မှုအတွက်နယူးဇီလန်နိုင်ငံကတက်ခွဲခန်းကိုပေးပို့စစ်ဆေးတဲ့အခါမှာမိသွေးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း8940နဲ့6580ခန့်အတွင်းကဖြစ်ကြောင်းအယိုးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း6500ခန့်ကဖြစ်ပြီးကာဗွန်လုံးဝမပါတဲ့ပစ္စည်းတွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း13400ကျော်လောက်ကဖြစ်ကြောင်းအဲ့ဒီအတွက်ပြဒလင်းကူအမှတ်1မှာလွန်ခဲ့တဲ့နှစ်ပေါင်း9000ခန့်ကအထိလူအစဉ်အဆက်နေခဲ့ပွဲရှိတယ်လို့သိရှိရပါတယ်2009ခုနှစ်ဇန်နဝါရီလမှာလည်းနောက်ဆုံးအကြိမ်တူးဖော်မှုအဖြစ်ဂူတစ်ကိုတူးဖော်ရမှာကြောက်လက်နဲ့400ကျော်ခန့်ထပ်မံရရှိကြောင်းသိရပါတယ်။ဗဒလင်းကူအမှတ်2မှာတော့လူနေခဲ့တဲ့အထောက်အထားမတွေ့ရဘူးလို့သိရပါတယ်။ဂူကြီး9ခုတစ်ဆက်တည်းဖြစ်နေပြီးအခန်း6ခန်းပါဝင်ကပေ800ခန့်ရှိလျားပါတယ်။ဂူအမိုးတွေပြိုကျထားတဲ့အတွက်9ပေကနေ15ပေခန့်အထိရှိတဲ့အမိုးပေါက်6ခုလည်းရှိနေပါတယ်။လွန်ခဲ့တဲ့နှစ်တန်းလောက်ကပင်လယ်ရေအောက်စီးကြောင်းတွေကြောင့်ဒီလောက်ကြီးမားတဲ့သဘာဝလှိုင်ကူတွေတည်ရှိခဲ့တာဖြစ်နိုင်တယ်လို့သိရပြီးမြန်မာပြည်အတွင်းအကြီးမားဆုံးကူဖြစ်ကြောင်းလည်းသိရပါတယ်။ပြဒေလင်းကူအမှတ်2ကပိုကြီးပြီးကူထဲမှာအပူကန်အေးအေးကန်လည်းရှိပါတယ်။တစ်ခန်းကပိုပြီးနောက်တစ်ခန်းကအေးနေတာဖြစ်ပါတယ်။ကူနှစ်ခုရှိပြီးနှစ်ခုစလုံးကတောင်ဘက်ကိုမျက်နှာမူနေပါတယ်။ရေများများရှိတဲ့အဲ့ဒီအချိန်ကာလကလေးက
ကူမာနေထိုင်သူတွေဟာရေအရင်မြင့်နဲ့နီးတဲ့နေရာမှာမနေကြပါဘူး။နေရာမှာရေးဆွဲထားတဲ့အကောင့်တွေရဲ့ပုံဟာအမဲလိုက်တဲ့ဒလေးကိုဖော်ညွှန်းနေပါတယ်။ဒီအချက်ကိုကြည်ချင်းအားဖြင့်ကူနေလူတွေဟာအမဲလိုက်မုံဆိုးတွေဖြစ်ပြီးလယ်သမားတွေမဟုတ်ကြောင်းပြပါတယ်။သူတို့ဟာကြောက်ခင်နှောင်းပိုင်းကဖြစ်တယ်လို့သိရပြီးကုတစ်အရှိပိုင်းကူနေရမှာဆွဲထားတဲ့ပကြီးတွေကကူကျမ်းမြင့်မှာအထက်10ပေ12ပေမှာရှိပါတယ်။ဒါပြင်ဗီဒလင်းကူဟာပြည်သစ်နိုင်ငံကကြောက်ခေလူသားတို့နေထိုင်ရာကဘာကျော်လက်စကက်ကိုစပိန်နိုင်ငံမှာကော့စကာကူများအတွင်းမှာအနုပညာလက်ရာတွေနဲ့ဆင်တူတဲ့အတွက်ကြောင့်မြန်မာနိုင်ငံအတွက်တကယ့်ကိုအဖို့မဖြတ်နိုင်တဲ့ခုတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။မြင်းဆိုင်နယ်ဦးစီတီနဲ့တဘာဝကြောက်ကူများမြန်မာနိုင်ငံအတွင်းမှာယနေ့တိုင်တည်ရှိနေတဲ့ရှေးဟောင်းမြို့ပြတွေအနက်တစ်ချိန်ကဘယင်းနေနန်းဆိုင်ခဲ့တဲ့မြို့ကြီးတွေမှာမြို့ရိုးကျုံနဲ့နန်းတော်ရာတွေကိုမြင်တွေ့ရလေးရှိပါတယ်။ဒီမြို့တော်ဟောင်းတွေနန်းတော်ရာတွေအနီးနန်းတော်ရဲ့ဥထိပ်နေရာတွေမှာဇေဒီတစုကိုတည်ထားလေးရှိခဲ့ကြပြီးနန်းဦးဇေဒီလို့ထင်ရှားခဲ့ကြပါတယ်။ဒီထဲကမှပြစ်စရာ50နဲ့မူလလက်ရာစင့်တော့အုတ်ခွက်အချုပ်ကျန်ရှိနေသေးတာကတော့မြင်းဆိုင်မြို့ဟောင်းကနန်းဦးဇေဒီဖြစ်ပါတယ်။ဒီပိုင်းမှာဖော်ပြပေးသွားမှာကတော့လူသိနေပြီးတွားရောက်လေပတ်သူမရှိသလောက်ရှားတဲ့မြင်းဆိုင်နန်းဦးဇေဒီနဲ့တဘာဝကြောက်ကူများအကြောင်းပဲဖြစ်ပါတယ်။မြင်းဆိုင်မြို့ဟောင်းဟာယခုခေတ်ကြောက်ဆယ်မျိုးကနေအရှိတ်ယွန်းဖြောက်စိတ်ပင်ကိုတွားတဲ့မော်တော်ကားလမ်းကိုခွပြီးတည်ရှိနေပြီးမြို့ဟောင်းရဲ့မြို့ရိုးအကျဉ်းချံအချို့ကျန်ရှိနေပါသေးတယ်။မြို့ဟောင်းဟာတောင်မန်စတူကန်ပုံလို့ယူဆရပွဲရှိကမြို့ဟောင်းအတွင်းရှိနန်းဟူးဇေဒီတော်ကိုကြောက်ဆယ်ဖြောက်စိတ်ပင်ကားလမ်းကနေတက်တက်မက်မက်သွားရောက်နိုင်ပါတယ်။အခုချိန်မှာတော့နန်းဟူးဇေဒီတော်ကိုပြင်ဆင်ထားတာကြောင့်ပစ္စယ50ကလွဲပြီးဇေဒီတော်ရဲ့မူလလက်ရာတွေမကျန်ရှိတော့ပေမဲ့လည်းစင့်တော့အုတ်ခွက်အချို့ကိုမြင်တွေ့နိုင်ပါသေးတယ်။မြင်းဆိုင်နန်းဟူးဇေဒီကိုစတူရန်ပုံပစ္စယ50ပေါ်မှာအဝိုင်းပုံပတ်နက်ခံပြီးအပေါ်မှာဇေဒီကိုတီထားကအပေါ်ပစ္စယကိုတက်ရောက်နိုင်တဲ့အုတ်လေကားတွေကိုမုံလေးပဲစလုံးမှာပြုတ်လုထားပါတယ်။မြောက်ဘက်မှာတည်ရှိနေတဲ့ကလတ်ကျောင်းရွာမှာနန်းတော်ဟောင်းလို့ယူဆရတဲ့အုတ်ရိုးဟောင်းကျန်ရှိနေပါသေးတယ်။တင်တွဲမြောင်းနဲ့ကလေးရက်တည်ရှိနေတဲ့ကလတ်ကျောင်းကျေးရွာကိုရှေးခါကရွှေတူးသူများလာရောက်တူးဖော်ကြကြောင်းမြေအိုးကြီးတွေကိုလည်းတွေ့ကြရကြောင်းရွာသားတွေကလည်းရွှေငွေများရရှိခဲ့မှုကြောင့်ကျေးရွာသားအဖို့တူကပြောပြခဲ့ပါတယ်။ဒါပြင်မြင်းဆိုင်မြို့ဟောင်းရဲ့တောင်ဘက်ကရွှေဥမင်တောင်တန်းရှိတဲ့ရွှေဥမင်ကူနဲ့စေတကုတ်ကူတို့မှာမြင်းဆိုင်ခက်ကရေးဆွဲခဲ့တဲ့နေရန်ဆေးပကြီးတွေလည်းကျန်ရှိနေပါတယ်။ဒါပေမဲ့ထိသိမ်းမှုအားနည်းခဲ့တာကြောင့်နေရန်ဆေးပကြီးတွေဟာနှိမ့်မိန်ပျက်စီးနေကြပြီဖြစ်ပါတယ်။ရွှေဥမင်ကူဟာတဲကြောက်တောင်နေရန်ကိုထွင်းဖောက်ထားတဲ့ကူတလုံးဖြစ်ပြီးအခုအခါမှာတော့အဝင်ဝမုံပေါက်တွေကိုအုတ်အင်္ဂရီနဲ့ပြုလုပ်ထားပါတယ်။ဂူပေါက9ခုဟာအရှိဘက်ကိုမျက်နှာမူနေကြကဂူပေါတစ်ခုစီရဲ့အစုံမှာအတန်အသင့်ကျဲဝန်းတဲ့အခန်းတစ်ခုစီရှိပါတယ်။ဂူရင်းကိုဝင်လိုက်တာနဲ့တောင်မြောက်ကမ်းလမ်းဖြတ်တည်ရှိနေတဲ့ဇင်းကြံလမ်းတစ်ခုရှိပါသေးတယ်။ဒီဇင်းကြံလမ်းရဲ့တောင်ဘက်အစုံမှာအခန်းတစ်ခုရှိပြီးမြောက်ဘက်အစုံမှာတော့ဖျားဆောင်တစ်ခုတည်ရှိပါတယ်။ရွှေဥမြင့်ကူပုံစံဟာရေဘူးအဖြစ်ညာဦးမြို့ရွှေစည်းကုံစေရီအနီးရှိကျက်စစ်သားဥမင်နဲ့တူညီနေပါတယ်။အလင်းရောင်ဝင်ရောက်မှုအားနေတာကြောင့်ကုအတွင်းစင်းကြံလန်းကိုလျှက်စစ်မင်းထွန်းထားပြီးအတွင်းအခန်းတွေမှာတော့အတက်ငယ်မှောက်မိုက်နေပါတယ်။ရွှေဥမြင့်ကူအတွင်းကိုဝင်တဲ့အလဲမုတ်ပေါက်ရဲ့အမိုးခုံးပေါ်မှာနေရဆေးပကြီးတွေကျန်းရှိနေပါသေးတယ်။မြင်းဆိုင်ခေလက်ရာတွေကိုမြင်တွေ့နိုင်သေးတာကြောင့်တစ်ချိန်ကရွှေပြည်လို့တင်စားရလောက်တဲ့အထိစီကားခဲ့တဲ့ဒီနေရာကိုလည်းတွားရောက်လေပတ်လေးလာနိုင်မှုရာထည့်သွင်းတင်ဆက်ပေးလိုက်ပါတယ်။မင်းတို့မိလက်ထက်ကတိစောက်ခဲ့တဲ့တန်ချက်ဖို့အခုဖော်ပြပေးသွားမယ့်တန်ချက်ဖို့ဆိုတာကတော့စကိုင်းမြို့နယ်ရွှေတောင်ဦးမော်ရက်မှာတည်ရှိပြီးရေဒနာဘုံခေတ်မင်းတို့မင်းတရားကြီးလက်ထက်မှာတည်ထောင်ခဲ့တဲ့တန်ဖို့စက်ရုံတစ်ခုဖြစ်ပါတယ်။ဒီတစ်ခုကလည်းအခြားနေရာတွေလိုမျိုးပဲလူသူအရောက်ပေါက်နေပါတဲ့အပြင်ဒီလိုရှေ့ခေတ်စက်ရုံမျိုးရှိတယ်ဆိုတာကိုပါလူသိနေတာကြောင့်ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။စကိုင်းတန်ချက်ဖို့အကြောင်းပြောတဲ့အခါသူ့ရဲ့တမိုင်းကြောင်းကိုလည်းပြန်ပြောဖို့လိုပါမယ်။ဒီစက်ရုံကြီးဟာမင်းတို့မင်းလက်ထက်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့စ조사ခဲ့တဲ့ပြရုပ်တွေကတခုဖြစ်ပေမဲ့ကုန်ကြစိတ်နဲ့မကမိပဲအလေလွင့်ဖြစ်ခဲ့ရတဲ့စက်ရုံလေးဖြစ်ပါတယ်။မင်းတို့မင်းကြီးလက်ထက်ခေတ်မီနိုင်ငံတော်အဖြစ်ထူထောင်နိုင်မှုကြိုးပမ်းဆောင်ရွက်ခဲ့ရမှာအိရှိဆန်ကနောင်မင်းသားကြီးမှဥဆောင်ကွက်ခဲ့ပြီးနိုင်ငံခြားကိုပညာတော်သင်ဆေးလို့ချင်းနိုင်ငံခြားမှပညာရှင်တွေငှားရမ်းခြင်းစတာတွေကိုနိုင်ငံခြားငွေအမြောက်များအကုန်ကြခံလျက်ဆောင်ရွက်ခဲ့ပါတယ်။စက်ရုံပေါင်း90လောက်ကိုတိစောက်ခဲ့ရမှာစကိုင်းတန်ချက်ဘိုးကလည်းတခုအပါအဝင်ဖြစ်ပါတယ်။တန်ချက်ဘိုးစက်ရုံလဲပတ်နိုင်ဖို့လိုအပ်တဲ့ဆက်တွေပစ္စည်းကရိယာတွေစက်မှုအတတ်ပညာရှင်တွေကိုလည်းရရှိရအတွက်1880ပြည့်နှစ်မှာဒေါက်တာကလီမန်ဝီလီယံကိုတာဝန်ပေးရစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
စကိုင်းတန်ချက်ပိုကြီးကို1884ခုနှစ်ဇွန်လမှာမခရမင်းသားကြီးနဲ့ဗမော်အတွင်းဝင်ဖောင်ဝန်တို့ကြီးကြပ်လျက်ပနတ်တင်ဆောက်လုပ်ခဲ့ပြီးအင်္ဂလိပ်အင်ဂျင်နီယာတွေကိုငှားရမ်းသုံးစွဲခဲ့ပါသည်မင်းတို့မိလက်ထက်မှာမဟာသိတိကျော်သူပွဲခံဦးညွန့်ကိုတန်ချက်ဝန်အဖြစ်ခန့်အပ်ခဲ့ပြီးနောက်ပိုင်းတီဘောမင်းလက်ထက်ထိဦးမြူနဲ့ဦးချုံကိုတန်ချက်ဝန်ရတို့အသီးသီးခန့်အပ်ခဲ့ပါသည်ဒါပေမဲ့ဒေါက်တာကလီမန်ဝီလီယံဟာအကြောင်းမျိုးမျိုးပြပြီးငွေကြေးတွေထပ်မံတောင်းခံခဲ့တာကြောင့်လက်တွေ့မှာလည်းစက်ပစ္စည်းကိရိယာတွေကိုပေးအပ်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်မြန်မာပြည်အစိုးရဟာဒေါက်တာကလီမန်ဝီလီယံနဲ့ဖြစ်ပွားနေတဲ့ပြည်ထနာတွေကိုဗြိတိရှအစိုးရကိုယ်စားလှယ်ကတဆင့်ဗြိတိရှမဟာဝန်ရှင်တော်မင်းကြီးထံ1885ခုနှစ်အောက်တိုဘာလမှာတိုင်ကြားခဲ့ပါတယ်။ဒေါက်တာကလီမန်ဝီလီယံကတော့ကြန့်ရှိနေတဲ့တန်ချက်ပိုကိရိယာတွေကိုရန်ကုန်ကိုရောက်နေပြီဖြစ်လျက်မပေးအပ်ပဲ1886မှာအင်္ဂလန်ကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။စကိုင်းတန်ဖိုးစက်ရုံပြည်ထနာဟာ1888ဇူလိုင်လမှာပြည့်ပြတ်ခဲ့ပါတယ်။မြန်မာတို့စက်ရုံကြီးလက်ပတ်နိုင်ရင်အတွက်မြန်မာကျပ်ငွေ9သိန်းကျော်အထိအကုန်ကျခံကျိုးပန်းဆောင်ရွက်ခဲ့ပေမဲ့လည်းအောင်မြင်မှုမရရှိခဲ့ပါဘူး။1888ခုနှစ်အထိဆောက်လုပ်မပြီးသေးတဲ့အပြင်လုပ်ငန်းစတင်လက်ပတ်နိုင်ခြင်းမရှိသေးကြောင်းနဲ့စကိုင်းတန်ချက်ပိုဟာလေပူမှုသွင်းပြီးတန်ကြိုချက်ဖို့အမျိုးအစားဖြစ်တာကိုတော့မှတ်တမ်းတွေအရသိရှိရပါတယ်။နိုင်ငံခေတ်မီတိုးတက်ရေးအတွက်စက်မှုလုပ်ငန်းတွေကိုကြိုးပမ်းဆောင်ရွက်ရအောင်နေကျတို့ရဲ့နေမျိုးမျိုးဟန်တာနှောက်ယှက်မှုကြောင့်တန်ချက်ဖို့အဆောက်အဦနဲ့စက်ပစ္စည်းအထိုင်နေရာတွေကိုအပိသက်တက်ဆင်လက်ပတ်နိုင်ခြင်းမရှိပေမဲ့လည်းရှေ့မြန်မာပညာရှင်တို့ရဲ့ကြိုးပမ်းအားထုတ်မှုပြရုပ်တစ်ခုအဖြစ်ယနေ့တိုင်လေ့လာတွေ့ရှိနိုင်ပါပြီ။